ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် TikTok Messenger မှာပေါ့နော် auto reply ပြန်တဲ့နေကိုပြောပြသွားမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ကကိုယ့်ကိုတရားရောက်ကစာပို့လိုက်တယ်ဆိုလို့ရှိရင်ကိုပြန်ပို့ခြင်းတဲ့အကြောင်းအရာတစ်ခုကို auto reply ပြန်တဲ့နေပေါ့နော်။ Okay အဲ့ဒါကတော့ကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ TikTok account ကို business account ပြောင်းအောင်ပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့က business account ပြောင်းတာပြောင်းနေရကျွန်တော်တင်ပြီးသားပေါ့နော်။ကိုယ့်ရဲ့ဒီ TikTok account နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်ကအကြောင်းလေး၃ကြောင်းကိုနှိပ်ပြီးတော့အဲ့မှာ personal account မှာကျွန်တော်တို့ကအဲ့ဒီမှာ switch to business account ကိုပြောင်းလိုက်ရုံပဲပေါ့နော်။အဲ့ဒါတော့တင်ပြီးသား။ Okay အဲ့တော့ auto reply ကိုဘယ်လိုထည့်မလဲ။ auto reply ကိုဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ကိုယ့်ရဲ့ TikTok account နဲ့ဝင်လိုက်ပြီးဆိုရှင် account ရဲ့ဒီမှာအကြောင်းလေး၃ကြောင်းပါတယ်ပေါ့နော်အဲ့ဒီအကြောင်းလေး၃ကြောင်းကိုထောက်လိုက်အဲ့ဒါလေးကိုထောက်ပြီးသွားပြီဆိုရှင်ဒီမှာတွေ့လား business စုဆိုပြီးတော့ဒီလိုပုံလေးပါတယ် okay အဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ပေါ့နော်ဒီကောင်လေးကိုအဲ့ဒါလေးကိုထောက်ပြီးသွားပြီဆိုရှင်ဒီမှာအများကြီးပါတယ်ပေါ့နော်အဲ့ထဲမှာဒီမှာကျွန်တော်တို့က message center ဆိုတာလေးပါတယ်အဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ပေါ့နော် okay အဲ့ဒါလေးကိုထောက်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ welcome message ဆိုတာလေးပါတယ်ပေါ့နော်ဒီမှာဒီစာကြောင်းတွေအများကြီးထဲမှာဒီ welcome message ဆိုတဲ့အကြောင်းလေးကိုလက်လေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါပြီးပြီဆိုရှင်တော့ကျွန်တော်တို့ဒီမှာ welcome message မှာကျွန်တော်တို့ကဒီအပေါ်မှာဒါလေးကတော့ဖွင့်ထားမယ်เนาะအဲ့ဒါလေးကိုမပိတ်နဲ့အဲ့ဒါလေးဖွင့်ထားပြီးပြီဆိုရှင်ဒီနေရာမှာကိုရေးခြင်းတဲ့အကြောင်းအရာတွေကိုရေးပေါ့နော်ကိုရေးခြင်းတဲ့အကြောင်းအရာတွေဒီကို auto reply ပြန်ခြင်းတဲ့အကြောင်းအရာတွေကိုရေးထည့်ပါရေးထည့်ပြီးပြီဆိုရှင်တော့ဟိုအောက်မှာအောက်ဆုံးမှာအနီရောင်လေးနဲ့ submit ဆိုပြီးတော့ပေါ်လာလိုက်မယ်တွေ့လားအဲ့ကောင်လေးကိုပေါ့နော်ဒီဟိုအောက်ကကောင်လေးပေါ့နော်အဲ့ကောင်လေးကိုလည်းလေးနဲ့တစ်ချက်ထောက်လိုက်ပါโอเคပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok မှာ auto reply ခဲ့တဲ့ကဏ္ဍကပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီ message တွေပို့ကြောက်ကပို့တဲ့ခါမှာလောကိစ္စတွေပါတယ်ပို့တဲ့ခါတွေမှာကိုပြောချင်တဲ့အကြောင်းအရာတွေကိုပြန်တာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ personal account တွေမှာမရဘူး business account တွေပဲရတာဒီ TikTok account ကို business ကိုယ့်ရဲ့ဒီ TikTok account ကို business account ပြောင်းနေတွေဘာတွေကလည်းအရန်ကိုလွယ်ကူတယ်အဲ့ဒါတွေကကျွန်တော်၄-၅ကတင်မှုတယ်ပေါ့နော်ဒီအားတော့မှကျွန်တော်ဟိုးအရင်တော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတစ်ချိန်တင်မှုတယ်အခုကပြန်တင်ပေးတာပေါ့နော်